လူငယ်လေးကသူ့အဖေကိုပြေးဖက်ပြီးမေးလိုက်တဲ့အခါအဖေဖြစ်သူကမျက်ရည်ဆက်လက်နဲ့အမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်။အဲ့ဒါကတော့သူ့အချစ်ဆုံးလို့ထင်ခဲ့တဲ့ချစ်သူနာနာကယင်းနှိမ့်မြုပ်နှံမယ်ဆိုပြီးပတ်စံတွေကိုလိမ့်လဲယူသွားတာပါ။သူ့ကိုပေးရမယ့်ရော်ချင်းငွေတွေကိုလည်းအဲ့ဒီမိန်းမကပဲအကုန်သိမ်းသွားတာကြောင့်အခုဆိုရင်အမေဖြစ်သူတောင်ဆေးရုံမှာဆေးကုသမှုခံယူနေရတဲ့အခြေအနေထိရောက်သွားခဲ့ရတာပါ။အခုရောက်လာတဲ့လူမိုက်တွေကတော့အဖေဖြစ်သူကိုကချစ်တယ်ဆိုပြီးမတရားဆွဆွဲကငွေညစ်ဖို့နဲ့နှိပ်စက်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ဒီလောက်အထိလိမ့်လဲခံထားရတာကိုတိလိုက်ရတဲ့လူငယ်လေးရဲ့မျက်လုံးထဲမှာဒေါသတွေတောက်လောင်သွားပါတယ်။လူမိုက်ကောင်းဆောင်ကဓာတ်ကိုကင်ပြီးတန်းတရာပေးဖို့စင်ခေါ်တဲ့အခါလူငယ်လေးကငွေကိုဖြစ်ပေးလိုက်ပါတယ်ဒါပေမဲ့ဒါကပတ်စံပေးဖို့မဟုတ်ပါဘူးသူကသူ့ရဲ့လှုပ်ဝက်လက်နဲ့ဖြစ်တဲ့အချောင်းတွေကိုထုတ်လိုက်တဲ့အချိန်မှာတော့တစ်စက္ကန့်တောင်မကြာလိုက်ပါဘူးလူမိုက်၃ယောက်လုံးမြေပြင်ပေါ်မှာပုံလျက်သားလဲကျသွားပါတယ်ခေါင်းဆောင်ဖြစ်သူတောင်ကြောက်လက်တကြားနဲ့ဒါဘာမှပညာလဲလို့အော်ဟစ်မင်းမြရတဲ့အထိဖြစ်သွားခဲ့တာပါအဲ့ဒီနောက်မှာတော့လူငယ်လေးကကြံခဲ့တဲ့လူမိုက်ခေါင်းဆောင်ကိုသူတို့နောက်ွယ်မှာဘယ်သူရှိလဲဆိုတာကိုအေးဆက်ဆက်နဲ့မေးမြန်းလိုက်ပါတယ်မိဘကိုဒုက္ခပေးတဲ့သူတွေကိုရှင်းလင်းပြီးတဲ့နောက်မှာတော့လူငယ်လေးကသူ့အဖေကိုလုံခြုံတဲ့နေရာမှာထားခဲ့ပြီးလက်စားချေဖို့ခရီးဆက်ခဲ့ပါတယ်အဖေဖြစ်သူစီကရထားတဲ့လိပ်စာအတိုင်းတိုက်ခန်းတကားဝကိုရောက်တဲ့အချိန်မှာတော့အခန်းထဲကအတန်တွေကိုကြားလိုက်ရပါတယ်အထဲမှာသူတစ်ချိန်ကချစ်ခဲ့ရတဲ့နာနာနဲ့တခြားယောက်ျားတစ်ယောက်စကားပြောနေတဲ့တွေပါသူ့ဘဝကိုဖျက်ဆီးပြီးမိသားစုကိုဒုက္ခပေးခဲ့တဲ့မိန်းမတစ်ယောက်ကတခြားလူနဲ့ပြောပါနေတာကိုကြားလိုက်ရတဲ့အခါလူငယ်လေးရဲ့ဒေါသတွေကထိမ့်မနိုင်အောင်ဖြစ်သွားပါတယ်လက်သီးတွေကိုကြစ်ကြစ်ပါအောင်ဆုပ်လိုက်ပြီးတကားကိုအားနဲ့ကန်ဖွင့်လိုက်တဲ့အချိန်မှာတော့အခန်းထဲကသူတို့